စူးစိုက်ကြည့်လိုက်တဲ့အရာတိုင်းဟာဖောက်ထွင်းသွားပြီးဟိုးဝေးကြီးမှာဘာလုပ်နေလဲဆိုတာတော့သိနိုင်နေတယ်မန်နေဂျာကသူ့မှာလှုပ်ဝက်ချက်မရှိပါဘူးမင်းလူကိုမဟုတ်တရုပ်မဆွဆွဲနဲ့နော်တဲ့ကောင်လေးကဟုတ်လားဒါဆိုကုမ္ပဏီကနေရခဲ့တဲ့အရာတွေဘယ်နေရာရောက်ကုန်လဲလို့မေးလိုက်ကသူ့မျက်လုံးနဲ့ရှာကြည့်လိုက်တဲ့အခါမှာဟိုးဝေးကြီးကပလင်းနှစ်ခုနဲ့အလုရှုပ်နေတဲ့ပိန်ညောင်ကောင်ကိုလှမ်းမြင်လိုက်တော့တဲ့ကောင်လေးကငါထင်တာမမှားဘူးဆိုရင်ဟိုတယ်ဆုပ်လေးကိုရောက်နေပြီးမင်းတို့အတွက်အလုလုပ်ပေးနေတယ်မလားလို့ပြောလိုက်တော့နှစ်ကောင်လုံးကဒီကောင်ဘယ်လိုလုပ်သိတာလဲတွေဖြစ်ကုန်ရောနှစ်ကောင်ကတော့ဖင်ထောင်ပြီးမသိပါဘူးလို့ညင်းနေကြတာပေါ့ကောင်မလေးကလည်းရှေ့တိုးလာကငါဆက်ယုံမှာနင်တို့လိုကတ်ထားရက်ဖားတွေမလိုအပ်ဘူးဆိုကကောင်လေးကိုလမ်းပြခိုင်းလိုက်တော့တယ်ဒီလိုနဲ့ကောင်လေးကတထေးမောက်ကိုဝါတဲ့အိမ်လေးကိုလိုက်ပြလိုက်တဲ့အခါသူပြောသလိုပိန်ညောင်ကောင်ကရှိနေခဲ့တယ်နင်တို့ဘာပြောစရာရှိသေးလဲမေးတော့မန်နေဂျာကောင်ကငါတို့ကရွှေတေးသေးလေးလောက်တာပါနည်းနည်းပအမိုက်ကလေးပါတာတွေပဲရှင်းတာပါလို့ပြောနေခဲ့တယ်စိတ်ထဲမှာတော့ရွှေတွေဖွတ်ထားလိုက်တာကံကောင်းသွားတယ်လို့တွေးနေခဲ့တယ်ကောင်လေးကတော့သူ့မျက်လုံးနဲ့ရွှေတွေဘယ်မှာရှိလဲဆိုတာရှာကြည့်လိုက်တဲ့အခါတိုင်ယာခွေထဲမှာထည့်ပြီးဖွတ်ထားတာကိုမြင်လိုက်တဲ့ကောင်လေးကမင်းပြောတဲ့စီးပွားတေးသေးလေးကရွှေတွေကြီးကြီးမားမားတန့်စင်နေမလားပဲလို့ပြောတော့ဟိုကောင်လေးကမင်းပါပြောတာလဲငါတို့မသိဘူးဆိုကဒီမှာဘာမှမရှိဘူးတွားရအောင်လို့ပြောနေခဲ့တယ်တထေးမကကောင်လေးကိုနင်မတွေ့ထားသေးလဲမေးလိုက်တော့ကောင်လေးကတိုင်ယာကွင်းကြီးနားသွားကစက်ကူနဲ့ထုတ်ထားတဲ့အရာတစ်ခုကိုယူလာခဲ့လိုက်ပြီးဖွင့်ကြည့်တော့ရွှေတုံးကြီးတွေဖြစ်နေခဲ့တော့တယ်ကောင်မလေးကနင်တို့ဘာငင်းကျင်ကြသေးလဲလို့မေးတော့နွားကြီးကဒူးထောက်ချလိုက်ပြီးသူမားပါတယ်ထုံးစံအတိုင်းဟိုဘက်ကကောင်ကြောင့်ဒီဘက်ကကောင်ကြောင့်နဲ့ကိုလွတ်အောင်ယုံတက်ကြတဲ့လူတဘာဝကိုမြင်တွေ့ရမှာပဲဖြစ်တယ်ကောင်မလေးကရဲခုံပဲပြောလိုက်တော့မှသုံးကောင်လုံးကဒူးထောက်ချလိုက်ပြီးမှသွားပါတယ်ခြေထောက်ရှည်လေးတွေကိုကင်ပြီးအသားလာယူနေသေးတဲ့အကုန်လုံးကိုအလုတ်ဖြုတ်လိုက်တော့တယ်တထေးမကကောင်လေးကိုတော်သေးတယ်နင်းကြောင့်ဒီနှစ်ကောင်ဘာလုပ်နေလဲဆိုတာသိတာကျေးဇူးလဲအရန်တင်တယ်ဒါဆိုဆုလက်အနေနဲ့ဘာလိုချင်လဲမေးလိုက်တော့ကောင်လေးကဒီအလုပ်မျိုးကလူတိုင်းလုပ်တဲ့အလုပ်ဒါကြောင့်ဘာဆုလက်မှမလိုချင်ဘူးလိုချင်တာကမမောက်ကိုလေးဒီအလုပ်ကြီးမလုပ်တော့ဘူးအပြင်မှာကိုဟာကိုပဲစီးပွားရေးလုပ်တော့မယ်တဲ့ကောင်မလေးကလည်းငွေလေးနဲ့ပေးလိုက်ပြီးကောင်လေးကိုချီးကျူးနေခဲ့တော့တယ်ဟိုကောင်ကတော့အချောက်ကြီးလိုအကြီးနဲ့ကြည့်ပြီးငါဘယ်တော့မှခွင့်မလုပ်ဘူးဆိုကကျိန်းနေခဲ့တယ်ကောင်လေးဟာသူ့ဆိုင်ကယ်လေးစီကဒီနေ့ကနေစပြီးသူနဲ့သူ့ညီမလေးတို့ဟာကောင်းမွန်တဲ့ဘဝမှာနေနိုင်တော့မယ်ဆိုကအတွေးနဲ့လာနေတော့လက်တစ်ခုအရောက်မှာမန်နေဂျာပြုတ်တို့ဟာကားကြီးတစ်စီးနဲ့ကြိုဆောက်နေခဲ့ပြီးလူ၄ယောက်လောက်ခေါ်လာကကောင်လေးကိုထူရိုက်မလို့ကျင်းဝါနေခဲ့ကြတာပေါ့ကောင်လေးကလည်းကြောက်တွေးပါမလာခဲ့တဲ့အတွက်ပြုံးပြုံးကြီးနဲ့ဆိုင်ကယ်တောက်ထောက်ကသူ့မျက်လုံးနဲ့ဟိုကောင်လေးရဲ့အားနည်းချက်တွေကိုတယောက်ချင်းကြည့်လိုက်တော့တယ်ဟိုကောင်လေးတစုကလည်းကောင်လေးရဲ့လက်နဲ့ခြေထောက်ကိုရိုက်ချိုးရန်ပြေးလာခဲ့ကြတော့တယ်